ရှေ့ကိုလှမ်းနေသည်အကြီးအသွေးမြင့်ဆရန်နေအားတွေတို့တွေဖန်တီးအကောင်းဆုံးသောဝန်ဆောင်မှုတွေနဲ့အမြဲအသင့်ရှိနေမယ်စုပေါင်းအင်အားစုပေါင်းဝိညာဉ်Peace brother နဲ့အတူရှေ့ဆက်ဆိုအကောင်းဆုံးတန်ဖိုးတွေဖန်တီးလို့အောင်မြင်မှုစီရှောက်လန်းမယ်တာဝန်ယူမှုတာဝန်ခံမှုတို့ရဲ့တဲ့ဖောက်တဲ့တွေအောင်မြင်ဖို့တို့အမြဲဖေးမကူညီစိုက်ပျိုးရေးကဏ္ဍကနေစမှုထိတ်တန်းဒီPeace brother ရဲ့ခြေလမ်းတွေခိုင်မာနေစေပါအတိတ်ကတည်တာဆိုင်နေလေးမှသည်အဖေရဲ့မွေးနေ့ကိုစက္ကန့်လို့ရုပ်သားမှုပြောင်းမှန်မှုတွေနဲ့ဒီဆောက်ခဲ့တဲ့ဒီအင်ပါယာအခက်အခဲတွေကိုကြော်ဖြတ်လို့ယုံကြည်မှုတွေခိုင်မာခဲ့ပြီး Peace brotherတို့ရဲ့စုပေါင်းဝိညာဉ်တို့ရဲ့စုပေါင်းအင်အားမှန်ကန်တဲ့ဤပညာနဲ့နာဂတ်ကိုပုံပေါ်ပြီးဖောက်တယ်ရဲ့အောင်မြင်မှုသည် Peace brother တို့ရဲ့ဂုဏ်သတ္တိ